ဒီပွဲကိုကန်ကောင်းလို့ဘာစီနိုင်သွားတာလို့ထင်နေရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါ။ဘာကြောင့်ဆိုရင် Real Madrid ကိုဘာစီကစိတ်ပိုင်းဆိုင်ရာအထိအနိုင်ယူခဲ့တာလူအများမမြင်တဲ့အချက်တွေရှိလို့ပါ။ El Clasico ဆိုတာဘောလုံးတင်မကပါဘူးစိတ်ပိုင်းဆိုင်ရာတိုက်ပွဲပါ။ဒီပွဲမှာဘာစီကဂိုးပေးလိုက်ရတဲ့အချိန်တိုင်းမပြတ်ဘူးမကြောက်ဘူး panic မဖြစ်ဘူး။အဲ့ဒါကဘာကိုပြသလဲဆိုရင်ဘာစီရဲ့ dressing room mentality ပြန်လာပြီဆိုတာပါ။ Real Madrid ဘက်မှာတော့တချို့အချိန်တွေမှာ ref ကိုကြည့်ဒေါသထွက် focus ပြတ်သွားတာမြင်ရပါတယ်။ဒီအသေးစိတ်တွေကပွဲရဲ့အဆုံးအဖြတ်ကိုဆုံးဖြတ်ပေးတာပါ။ဒီချက်တစ်ချက်မဖြစ်ခဲ့ရင်စဉ်းစားကြည့်ပါ။ Rafinha မပါခဲ့ရင်ဒါမှမဟုတ် Lewandowski ဂိုးမဝင်ခဲ့ရင်ဒီပွဲရဲ့ရလဒ်ဘယ်လိုဖြစ်မလဲ။ Real Madrid က talent မရှိလို့မဟုတ်ပါဘူး။ moment ကိုမဖမ်းနိုင်ခဲ့လို့ရှုံးသွားတာပါ။တချို့က Man of the Match က Rafinha လို့ပြောမယ်။ဒါပေမဲ့တချို့အတွက်က Lewandowski ရဲ့ movement ဒါမှမဟုတ် goalkeeper ရဲ့ save ကပိုတန်မှုရှိနိုင်ပါတယ်။မင်းမြင်မှာဒီပွဲရဲ့တကယ် Man of the Match ကဘာလို့လဲ။ဒီမေကွန်းကဒီပွဲကဘာကိုပြတာလဲ။ဒီပွဲကတပွဲအနိုင်တင်မကပါဘူး။ဒါဟာဘာစီလိုနာက trophy mentality ပြန်ရလာပြီဆိုတာ Real Madrid ကိုမကြောက်တော့ဘူးဆိုတာကိုပြသလိုက်တာပါ။အနာဂတ်မှာဒီအသိနှစ်သိမ့်ပြန်တွေ့ရင်ဒီပွဲရဲ့စိတ်ဓာတ်ရာ Real Madrid ဘာမှာကြံနေပါလိမ့်မယ်။ El Clasico ဆိုတာဘရောမှယူမသွားဘူး။ဒီပွဲကလည်းနောက်တစ်ခါသမိုင်းဝင်သွားပြန်ပါပြီ။မင်းကဘာစီဘက်လား Real ဘက်လား comment မှာရေးခဲ့ပါ။ဒီလို analysis video တွေမလွတ်ချင်ရင် subscribe မလုပ်မဖြစ်နော်